တရားလည်နားမှာလူတစ်ယောက်ကိုတွေးလိုက်ရပါတယ်။အင်ဂျီမပါပဲဆက်လက်တောင်းနေတဲ့အမျိုးသားတစ်ယောက်ပါ။ညဘက်ကြီးတရားပေါ်မှာတစ်ယောက်တည်းဆက်လက်တောင်းနေတာကိုမြင်တော့အာနန်လည်းနည်းနည်းတော့ထူးဆန်းတယ်လို့ထင်မိပါတယ်။ Forklift monitor ကနေကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါကတော့ကောင်းဖြတ်ကြီးတစ်ခုပါ။ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Greening Guru channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ပရာလောကနဲ့ဆက်ဆက်တဲ့ဇာတ်လမ်းလေးတွေကိုဘာသာပြန်ပြီးတော့ပြန်လဲတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဂျွန်ပါဒီနေ့တော့ထိုင်းနိုင်ငံရဲ့နက်နေတဲ့တောင်စွန်းတွေကနေပေါ်ထွက်လာတဲ့လူအများရဲ့ပါဇက်ပြားမှာရေပန်းစားနေတယ်တကယ်ပဲကြောက်စရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်ဇလန်းလေး၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးတွေကကျွန်တော်တို့ရဲ့ယုံကြည်မှုရိုးရာဓလေ့တွေနဲ့နတ်လောကပေါ်ထိုင်းလူမျိုးတွေရဲ့အမြင်တွေကိုထင်ဟပ်ပြသနေပါတယ်နားထောင်တဲ့အခါမှာလဲကိုယ့်ရဲ့စင်ကြင်တုံတရားနဲ့ယုံကြည်မှုပေါ်မူတည်ပြီးနားထောင်ပေးကြပါလို့ကြိုပြောပြရစီခင်ဗျာတချို့ဖြစ်ပျက်တွေကစိတ်ကိုထိခိုက်စေနိုင်တာမို့တတိထားပြီးနားဆင်ပေးကြပါလို့လဲမေတ္တာရက်ခံခြင်းပါတယ်ဒီဇလန်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပျက်ခဲ့တာတွေပါခင်မီနည်းပညာတွေမထွန်းကားသေးတဲ့အချိန်လူတွေဟာတဘာဝလွန်ဖြစ်ရတွေကိုပို့ပြီးယုံကြည်ခဲ့ကြတဲ့အချိန်တွေမှာပေါ့ဒီနေ့ကျွန်တော်တို့ပထမဆုံးပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့နွန်ထဘူလီပြည်နယ်ကတရားတစ်စင်းပေါ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကပေါ့အဲ့ဒီအချိန်ကနွန်ထဘူလီဟာအခုလိုမျိုးပြကြီးလည်းမဖြစ်သေးပါဘူးကျေးလက်ဆန်ဆန်အေးချမ်းတဲ့မြို့လေးတစ်မျိုးပေါ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့စုံနမ်ဖလာဖျားပွဲတော်ကာလမှာပေါ့ဒီပွဲတော်ဟာရိုးရာဓလေ့အရရေပတ်ကစားကြပြီးဖျားစင်းတုတွေကိုရေရှိုးပေးတဲ့ပွဲတော်တစ်ခုပါလူငယ်တွေအတွက်တော့ပျော်ပွဲရှင်ပွဲတွေနဲ့ပြည့်နှက်နေတဲ့အချိန်ခါပေါ့အဲ့ဒီအချိန်တုန်းကကွန်မြူရဲ့ဖခင်ဖြစ်သူဟာဆယ်ကျော်သက်အရွယ်လေးပါသူ့နာမည်ကအာနန်လို့ပဲခေါ်ကြပါစို့အာနန်မှာဖျားပွဲကိုသွားဖို့သူတငယ်ချင်းဖိအက်ကိုသွားခေါ်ခဲ့ပါတယ်ဖိအက်အိမ်ကိုသွားဖို့ဆိုရင်မြစ်ကိုဖြတ်ပြီးစောက်ထားတဲ့တစ်သားတရားဟောင်းလေးတစ်စင်းကိုဖြတ်ရပါတယ်ဒီတရားလေးကညဘက်မှာဆိုရင်မှောင်မိုက်ပြီးလူသွားလူလာလဲနေပါလွန်ပါတယ်အာနန်ဒီတရားပေါ်ကိုရောက်တော့တရားလည်နားမှာလူတစ်ယောက်ကိုတွေးလိုက်ရပါတယ်အင်ဂျီမပါပဲဆက်လက်တောင်းနေတဲ့အမျိုးသားတစ်ယောက်ပါညဘက်ကြီးတရားပေါ်မှာတစ်ယောက်တည်းဆက်လက်တောင်းနေတာကိုမြင်တော့အာနန်လည်းနည်းနည်းတော့ထူးဆန်းတယ်လို့ထင်မိပါတယ်ဒါပေမဲ့သူကရိုးသားတဲ့ကလေးတစ်ယောက်ဆိုတော့အဲ့ဒီလူကိုရင်ရင်ချေးချေးပဲနှုတ်ဆက်လိုက်ပါတယ်ဖះပွဲသွားမလို့အာနန်လည်းအဲ့ဒီအတန်ကြားတော့ကြောရှမ်းသွားပါတယ်ဒါပေမဲ့လည်းကလေးဆိုတော့တိတ်ပြီးမစင်းစားမိပဲရှေ့ဆက်သွားလိုက်ပါတယ်ဖိအက်အိမ်ရောက်တော့ဖိအက်ကအိမ်ရှိမှထွက်မဆောင်ပဲအိမ်ထဲမှာပုံနေတာကိုတွေ့လိုက်ရပါတယ်အာနန်လည်းစိတ်တူတူနဲ့ဟဲ့ကောင်ဖိအက်ဘာလို့နောက်ကျနေတာလဲငါ့ကိုတရားပေါ်မှာတယောက်တည်းစောင့်ခိုင်းထားရသလားလို့ပြောလိုက်တယ်ဖိအက်ကတုံရင်စွာနဲ့အာနန်မင်းတရားပေါ်မှာဘာမှမတွေ့ခဲ့ဘူးလားအာနန်ကလည်းတွေ့ခဲ့တာပေါ့ကွအင်ကြီးမပါတဲ့လူတစ်ယောက်ဆက်လက်တောင်းနေတာလေငါနှုတ်ဆက်တော့ဖះပွဲသွားမလို့တဲ့ဘာဖြစ်လို့လဲဖိအက်ကမျက်လုံးပြူးပြီးအာနန်မင်းတကယ်ကြီးသူ့ကိုနှုတ်ဆက်ခဲ့တာလားမင်းသူ့ကိုစကားပြောခဲ့တာလားဖိအက်ရဲ့စကားကြောင့်အာနန်လည်းထူးဆန်းလာတယ်ဖိအက်ကနှစ်ရက်လိုကအဲ့ဒီတရားပေါ်မှာလူတစ်ယောက်တနက်ပစ်ခံရပြီးသေဆုံးသွားခဲ့ကြောင်းအဲ့ဒီလူရဲ့ဝိညာဉ်ကအဲ့ဒီနားမှာပဲပတ်ချာလည်နေတဲ့ကြောင်းပြောပြလိုက်ပါတယ်အာနန်လည်းကြားချင်းရှေးပြားလက်ပြားတွေအေးဆက်သွားတယ်သူပြောခဲ့တယ်လူဟာသေဆုံးသွားတဲ့သူရဲ့ဝိညာဉ်ဖြစ်နေမှန်းချက်ချင်းသဘောပေါက်လိုက်ပါတယ်အာနန်ကအဲ့ဒီညကလုံးဝအိပ်မပျော်ခဲ့ပါဘူးဒီအဖြစ်အပျက်ကအဲ့ဒီဒေတာမှာလူပြောများတဲ့ဇတ်လန်းတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းလုံခီယိုဆိုတဲ့ရွာသားတစ်ယောက်လည်းအလားတူတွေ့ကြုံမျိုးကြုံတွေ့ခဲ့ရပါတယ်
လုံခီယိုဟာညဘက်မှာတရားပေါ်ကနေဖြတ်လာတော့အာနန်တွေ့ခဲ့တဲ့ပုံစံမျိုးလူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူလည်းအာနန်လိုပဲနှုတ်ဆက်လိုက်တော့အဲ့ဒီလူကမျက်နှာကိုလက်နဲ့အုပ်ပြီးထူးဆန်းတဲ့အတန်နဲ့ပြန်ထူးပါတယ်။လုံခီယိုလည်းကြောက်လန့်တကြားနဲ့တရားပေါ်ကနေမြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့ကိုရွာသားတွေကအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီနေ့ကစပြီးလုံခီယိုဟာညဘက်ဆိုရင်တရားနာကိုလုံးဝမကတ်တော့ပါဘူး။ဒီဇလန်လေးကနွန်ထပူလီကလူတွေအတွက်တရားပေါ်မှာတရေဆိုတာတကယ်ရှိတယ်ဆိုတာကိုယုံကြည်စေခဲ့ပါတယ်။အခုချိန်ထိလည်းညဘက်ဆိုရင်အဲ့ဒီတရားနာကိုလူတွေတိတ်မသွားရဲကြပါဘူး။ကဲပရိသတ်ကြီးရေပထမဇလန်လေးကတော့ဒီလောက်ပါပဲ။ဒီဇလန်လေးကနေကျွန်တော်တို့ဗာသင်ခန်းစာရမလဲဆိုတာကတော့မမြင်နိုင်တဲ့အရာတွေမသိနိုင်တဲ့အရာတွေဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲရှိနေနိုင်တယ်ဆိုတာပါပဲအထူးသဖြင့်ရှေးဟောင်းနေရာတွေလူသိဆုံးမှုတဲ့နေရာတွေမှာပေါ့ဒါကြောင့်ဘယ်နေရာကိုပဲသွားသတိနဲ့နေထိုင်ပြီးမကောင်းတဲ့အရာတွေနဲ့မတွေ့ကြုံရအောင်ဆုတောင်းသင့်ပါတယ်နော်ကဲဒုတိယဇတ်လမ်းလေးကတော့နတ်ဖရာရဲ့စောင့်ရှောက်မှုအကြောင်းမှာဒီဇတ်လမ်းလေးကကြောက်စရာကောင်းတာထက်ဒူးဆန်းပြီးနတ်နေတဲ့ဘာသာရေးယုံကြည်မှုနဲ့ပတ်သက်ပါတယ်ခွန်ဘတ်ဆိုတဲ့လူငယ်တယောက်ရဲ့ဘဝအတွေ့အကြုံပါခွန်ဘတ်ဟာငယ်စဉ်ကတည်းကစတ္တမအာယုံရှိသူပါသူများတွေမမြင်နိုင်တာကိုမြင်ရမကြားနိုင်တာကိုကြားရတဲ့အစွမ်းမျိုးသူမှာရှိနေပါတယ်ဥပမာအားဖြင့်ညဘက်ဆိုရင်အရိပ်တွေလှုပ်ရှားနေတာလူသူမရှိတဲ့နေရာကနေဂီတသံတွေထွက်ပေါ်လာတာမျိုးတွေမကြာခဏကြုံရပါတယ်ဒီလိုဖြစ်ပျက်တွေကြောင့်သူဟာငယ်စဉ်ကတည်းကနေနည်းနည်းတော့ထူးဆန်းတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူမိဘတွေကလည်းသူ့ကိုနတ်ဆရာတွေစီခေါ်သွားပြီးပြသခဲ့ကြပါတယ်။နတ်ဆရာတွေကသူ့မှာစောင့်ရှောက်တဲ့နတ်ဘုရားရှိတယ်လို့မကြာခဏပြောကြပါတယ်။ဒါပေမဲ့ဘယ်နတ်ဘုရားလဲဆိုတာကိုတော့တိတိကျကျမပြောနိုင်ခဲ့ကြပါဘူး။ခွန်ဘတ်လည်းဒီအကြောင်းကိုစိတ်ထဲမှာအမြဲတွေးတောနေခဲ့ပါတယ်။တနေ့မှာသူကထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ပါတယ်။အိမ်မက်ထဲမှာသူကတရုတ်အော်ပရာဖျော်ဖြေသူတစ်ယောက်အဖြစ်ဝတ်ဆင်ထားပြီးစင်ပေါ်မှာဖျော်ဖြေနေပါတယ်။ပရိသတ်တွေကသူ့ကိုလက်ခုပ်တီးပြီးအားပေးနေကြပါတယ်။ဒီအိမ်မက်ကသူ့ကိုတရုတ်ယဉ်ကျေးမှုနဲ့နတ်ဖျားတွေအကြောင်းစိတ်ဝင်စားလာအောင်တွန်းအားပေးခဲ့ပါတယ်။နောက်ပိုင်းမှာသူကအင်တာနက်ပေါ်မှာတရုတ်နတ်ဖျားတွေအကြောင်းလေ့လာနေတော့နတ်ဖျားတစ်ပါးရဲ့ဗီဒီယိုတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနတ်ဖျားကနတ်သားနှီကြားနဲ့ပုံစံတူပါတယ်။ဗီဒီယိုကိုကြည့်လိုက်တာနဲ့ခွန်ဘတ်တယောက်စိတ်ထဲမှာထူးခြားတဲ့ဆက်ဆက်မှုမျိုးခံစားလိုက်ရပါတယ်။ဒါဟာသူ့ကိုစောင့်ရှောက်နေတဲ့နတ်ဖျားများလားလို့သူတွေးလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပိုးပြီးထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ခွန်ဘတ်ကသူ့အိမ်ကိုပြန်ရောက်တော့အိမ်ထဲမှာသူ့ဗီဒီယိုထဲမှာမြင်ခဲ့ရတဲ့နတ်သားနေကြားနဲ့ပုံစံတူတဲ့နတ်ဖျားရုပ်ထုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဘယ်သူကဘယ်အချိန်ကဒီရုပ်ထုကိုထားသွားမှန်းသူလည်းလုံးဝမသိခဲ့ပါဘူး။ဒါဟာသူ့ရဲ့အဆောင်ရှောက်နတ်ဖျားကသူ့ကိုအတိပေးနေတာလို့သူယုံကြည်လိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးခွန်ဘတ်ဟာသူ့ရဲ့အဆောင်ရှောက်နတ်ဖျားကိုပို့ပြီးယုံကြည်ကိုးကွယ်လာပါတယ်။သူကဖျားနေ့တွေမှာတသက်လွတ်စားသုံးခြင်းကိုလည်းစတင်ခဲ့ပါတယ်။အံ့ဩစရာကောင်းတာကသူ့ရဲ့နာတာရှည်အစာအိမ်ယောဂါဟာတဖြည်းဖြည်းနဲ့ပျောက်ကင်းသွားခဲ့ပါတယ်။ဆရာဝန်တွေတောင်ဘာကြောင့်ပျောက်သွားမှန်းမပြောနိုင်ခဲ့ကြပါဘူး။ဒါဟာနတ်ဖျားရဲ့ကူညီဆောင်ရှောက်မှုလို့ခွန်ဘတ်ကယုံကြည်ခဲ့ပါတယ်။တခါတုန်းကခွန်ဘတ်ဟာဂိုဒေါင်တစ်ခုမှာအလုပ်လုပ်နေတော့သူ့ရဲ့ forklift monitor ကနေကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါကတော့ခေါင်းဖြတ်ကြီးတစ်ခုပါ။အဲ့ဒီခေါင်းဖြတ်ကြီးကသူ့ကိုစိုက်ကြည့်နေပြီးသူ့စီကိုတဖြည်းဖြည်းတိုးလာနေပါတယ်။ခွန်ဘတ်လည်းကြောက်လန့်တကြားနဲ့သူ့ရဲ့စောင့်ရှောက်နှက်ဖျားကိုအာယုံပြုပြီးဆူတောင်းလိုက်ပါတယ်။အဲ့ဒီလိုဆူတောင်းလိုက်တာနဲ့ခေါင်းပြက်ကြီးကချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ထပ်အဖြစ်အပျက်တစ်ခုကတော့ခွန်ဘတ်တောထဲမှာ
လမ်းပြောင်းနေခဲ့တာပါသူကအလုပ်ကိစ္စနဲ့တောထဲကိုရောက်သွားပြီးလမ်းပြောင်းသွားခဲ့ပါတယ်နေကလည်းပူရေကလည်းငတ်နဲ့အတော်လေးကိုဒုက္ခရောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာသူကသူ့ရဲ့စောင်းရှောင်းနှဖျားကိုအကူအညီတောင်းပြီးဆူတောင်းလိုက်ပါတယ်အဲ့ဒီလိုဆူတောင်းပြီးခဏအကြာမှာသူကဝါးပင်တစ်ပင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီဝါးပင်ကိုခုတ်လိုက်တော့အထဲကနေကြည်လင်တဲ့ရေတွေထွက်လာခဲ့ပါတယ်ဒါဟာနတ်ဖျားရဲ့ကိုကြီးစောင်းရှောင်းမှုလို့သူယုံကြည်ခဲ့ရပါတယ်အဲ့ဒီညမှာခွန်ဘက်ကတောထဲမှာတဲထိုးပြီးအိတ်ခဲ့ပါတယ်ညတကောင်လောက်မှာသူ့တဲပပတ်လဲမှာရှေတံတွေကြားရပါတယ်ရှေတံတွေကသူ့တဲကိုပတ်ပြီးခြောက်နေတာပါခွန်ဘက်လည်းကြောက်လန့်တကြားနဲ့နတ်ဖျားကိုဆူတောင်းနေတော့ရုတ်တရက်လေပြင်းတစ်ချက်တိုက်ခတ်လာပြီးအဲ့ဒီရှေတံတွေပျောက်ကွယ်သွားခဲ့ပါတယ်ဒီပုံမြင်ကတော့နတ်ဖျားရဲ့စောင်းချောက်မှုဟာတကယ်ရှိတယ်ဆိုတာကိုပြသနေပါတယ်ယုံကြည်သူတွေအတွက်ကတော့ဒါဟာစိတ်ခွန်အားတစ်ခုပါပဲကဲပရိသတ်ကြီးရေနောက်ဆုံးဇာတ်လမ်းလေးကတော့ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကချာယာဘုံပြည်နယ်ကပါဒီဇာတ်လမ်းလေးကတော့ထိုင်းရိုးရာမကောင်းဆိုးဝါးဖီပေါအကြောင်းပါဒီမကောင်းဆိုးဝါးကလူခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးလူကိုဒုက္ခပေးတတ်ကြတယ်လို့ယုံကြည်ကြပါတယ်ခွန်ကစ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာကိုယ်ဝင်ရှိနေတုန်းကရှေးထုံးစင်လာအယူဆတွေကိုလစ်လျူရှုခဲ့ပါတယ်ထိုင်းလူမျိုးတွေကကိုယ်ဝင်ဆောင်အမျိုးသမီးတွေဟာမကောင်းဆိုးဝါးရဲ့နှောက်ယှက်ခြင်းကိုမခံရအောင်ဖျားလက်ဖွဲ့ဒါမှမဟုတ်အရှိကျိုးစတာတွေဝတ်ဆင်သင့်တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ခွန်ကစ်ကတော့ခေတ်ပညာတတ်တစ်ယောက်ဖြစ်တာကြောင့်ဒီလိုအယူဆတွေကိုသိပ်ပြီးမယုံကြည်ခဲ့ပါဘူးအဲ့ဒီနောက်ပိုင်းမှာသူကကြီးမားတဲ့ခွေးနက်ကြီးတစ်ကောင်နဲ့အဖွားအိုတစ်ယောက်ကိုအိမ်မက်ဆိုးတွေမကြာခဏမှတ်ခဲ့ပါတယ်အိမ်မက်ထဲကအဖွားအိုကသူ့ကလေးကိုလာယူမယ်လို့ရှင်းလျှောက်တတ်ပါတယ်ဒီအိမ်မက်ဆိုးတွေကြောင့်ခွန်ကစ်တစ်ယောက်စိတ်ပူပန်လာခဲ့ပါတယ်ကလေးမွေးပြီး2 လကြာမှာမိသားစုကနမယ်ဆိုးနဲ့ကြော်ကြားတဲ့လမ်းကြားတစ်ခုနားကနေဆိုင်ကယ်နဲ့ဖြတ်သွားခဲ့ရပါတယ်ဒီလမ်းကြားဟာဖီပေါတွေကျတ်စားကြတယ်လို့နာမည်ကြီးတဲ့နေရာပါသူတို့ဖြတ်သွားပြီးမကြခင်မှာပဲကလေးကထိတ်မနိုင်အောင်ငိုပါတော့တယ်ည2 နာရီအထိမရမနာငိုနေခဲ့ပါတယ်ဘလို့လျှော့မရပါဘူးဒီလိုမျိုး2 ညဆက်တိုက်ဖြစ်ခဲ့တာပါကလေးကအစာလည်းမစားနှုတ်လည်းမတောက်တော့ပဲပိန်ရှုံးလာပါတယ်ခွန်ကစ်နဲ့သူခင်ပွန်းတို့ဟာကလေးရဲ့အရှင်တွေကိုကြည့်ပြီးစိတ်ပူပန်လာပါတယ်ဆေးရုံလည်းပြသပြီးပါပြီဘာယောဂမှမရှိဘူးလို့ပဲဆရာဝန်တွေကပြောပါတယ်ဒါနဲ့သူတို့ကဒေသခံနတ်ဆရာပူတော်မစီကိုတွားရောက်ခဲ့ပါတယ်ပူတော်မှာအဲ့ဒီဒေသမှာနာမည်ကြီးတဲ့နတ်ဆရာတစ်ယောက်ပါသူတို့ရောက်လာတာနဲ့ပူသွန်ကအိမ်တကားဝါကိုကြည့်ပြီးဟဲ့ဖီပေါ့ဒီကလေးကိုမနှောက်ချက်နဲ့တော့မင်းရဲ့နေရာကိုမင်းပြန်တော့လို့အတန်အကျယ်ကြီးနဲ့စူပူခဲ့ပါတယ်ခွန်ကစ်တို့ကလည်းအံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့ဒီနေရာမှာဘယ်သူမှမရှိလို့ပါပဲပူသွန်ကအဲ့ဒီဝိညာဉ်ဟာလမ်းကြားကနေသူတို့ကိုလိုက်လာတဲ့ဖီပေါ့ဆိုတဲ့မကောင်းဆိုးဝါးဖြစ်ကြောင်းပြောပြပါတယ်ပူသွန်ကဖီပေါ့ကိုမောင်းထုတ်ဖို့အတွက်အိမ်တကားဝမှာဘီယာတပူးလူဖို့ညွှန်ကြားခဲ့ပါတယ်။ဒါအပြင်ကလေးရဲ့လက်ကဝက်မှာပရိတ်ကျိုးရှိပေးခဲ့ပါတယ်။အဲ့ဒီပူဇော်ပွဲကိုလုပ်ပြီးပရိတ်ကျိုးရှိပေးလိုက်တာနဲ့ကလေးဟာချက်ချင်းအငိုရပ်သွားခဲ့ပါတယ်။ကလေးကအေးအေးဆေးဆေးနဲ့ပဲပြန်လဲအိပ်ပျော်သွားပါတယ်။ဒီအဖြစ်အပျက်ကချာယာဖုန်ဒေတာမှာဖီပေါ့တွေတကယ်ရှိတယ်ဆိုတာကိုလူတွေပို့ပြီးယုံကြည်စေခဲ့ပါတယ်။ဒါကြောင့်ကိုဝင်ဆောင်အမျိုးသမီးတွေဟာရှေးထုံးစင်လာအယူဆတွေကိုလစ်လျူမရှုသင့်ဘူးလို့လည်းတတိပေးခဲ့ပါတယ်။ကဲပရိသတ်ကျူတို့ရေဒီနေ့တော့ထိုင်းနိုင်ငံရဲ့ထူးဆန်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေး 3 ခုကိုအသေးစိတ်ပြောပြပေးခဲ့ပါတယ်။ဒီဇာတ်လမ်းလေးတွေကကျွန်တော်တို့ရဲ့ယဉ်ကျေးမှုယုံကြည်မှုနဲ့နတ်လောကအပေါ်ထိုင်းလူမျိုးတွေရဲ့အမြင်တွေကိုထင်ဟပ်ပြသနေပါတယ်။တချို့အဖြစ်အပျက်တွေကသိပ္ပံနည်းကျ
ရှင်းပြလို့မရနိုင်ပေမဲ့လူများရဲ့စိတ်ထဲမှာတော့အမြဲတမ်းရှိနေကြမှာပါပရိသတ်ကြီးရောဒီလိုမျိုးထူးဆန်းတဲ့အတွေ့အကြုံတွေရှိခဲ့ဘူးလားဒါမှမဟုတ်ဒီဇလန်တွေနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ယူဆချက်တွေရှိပါသလဲတကယ်လို့ရှိခဲ့တယ်ဆိုရင် comment မှာရေးသားမျှဝေပေးခဲ့ပါဦးနော်ကျွန်တော်တို့ရဲ့ The Greening Guru channel လေးကနေနောက်ရက်တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲ view ဆိုင်ကြပါလို့မှာကြရင်နှီးကုန်းချုပ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်